ရာတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ရောပြေးလာရတာ3နှစ်ရှိပြီလေဒီမှာပဲမပြတ်နိုင်သေးဘူးကိုယ့်ရဲ့လည်းမဟုတ်တော့လောက်ကင်စားတော့ရတာအဆင်မပြေပါဘူးဆရာတို့ရှိလို့နေတာဆရာတို့ကကျမတို့အားလုံးအတွက်တကယ်ကဲတင်ရှင်ပါပဲဟုတ်တယ်ဆရာတို့နောက်လည်းကျမတို့စခန်းလေးကိုပြင်မထားပါနဲ့တော့အမြဲလာတော့နော်ကျေးဇူးတင်ပါတယ်ဆရာတို့ညီကြပြီပြီလားငါတို့ဘက်ကမေကကြီးဆိုရဲတယောက်လေခုနီးရလာသွားတဲ့အန်ဂျီရောတယောက်ဘာဘာကြီးရတယ်ဒီငါလည်းခုနီးရမှာဖြစ်တော့ဆရာကြားလာတာဟဲ့မေကကြီးရောကန်ကောင်းတာပဲနော်မင်းတို့ဆရာနဲ့ဘာလူလူညာလူလူရဲ့မင်းတို့ဆရာအန်ဂျီဝါဆိုတော့ဘာစာကောင်းမှာပဲနော်ကလေးမလေးကတော့ကန်ကောင်းတာပဲမဟုတ်ရင်အမေတစ်ခုသမီးတစ်ခုနဲ့သားဆရာအခုတော့အကူဆရာပေါ်လာပြီပေါ့ဆရာဆွမ်းနာအတော်ပြောတာကိုဘယ်လိုမြင်လဲမေကိုင်းကိစ္စမှာကျွန်တော်ထင်တော့ဒီကိစ္စလွယ်တော့မလွယ်ဘူးကျွန်တော်တေချာလေးစုံစမ်းမှဖြစ်မယ်တေချာရင်တော့ရုံးဘက်ကိုအကြောင်းကြားမယ်ထင်တယ်အဲ့ဒါဆိုဘယ်လိုစုံစမ်းကြမလဲကျမတို့မေကကြီးအမေနဲ့ကတော့ယင်းနီးရန်သူ့အမေကနေဒီစင်မေကကြီးကိုမေးရင်တော့ပြောမှာပဲတော်မိကြမယ်လေအတော်ကြီးနေကောင်းရလားကျမတို့ရက်ထဲစင်းကောက်နေရင်မေကကြီးတင်းကြားလာခဲ့တဲ့တော့အဲ့ဒါအတော်တီးအောင်လာပြောတာအတော်မေကကြီးပြန်လာရင်မေးပြပါဦးထိုင်မအောင်တာတဲ့တမီးရဲ့တော်သမီးလေးကိုမေးပြပါပြီဆရာဘက်ကအတင်းချိချောက်တာလို့ခလို့တမီးကမလွန်ဆန်နိုင်လို့ဒီလိုချင်းနေဖြစ်ခဲ့ရတာတဲ့တော်လည်းစင်ကောင်းသွားလို့ပြီဘာတက်နိုင်ပါလဲကိုရီကအမေတို့တမီးတို့လေကျော်တော့ကမရှိရောအနိုင်ချင်းလေခင်ရတာပါပဲဆရာကြီးရှင်မကျွန်တော်စကန်အမျိုးသမီးတယောက်နဲ့ရုံးဝဆရာတယောက်နဲ့လိမ်မိုင်းဆိုင်ရာပတ်သက်မှုရှိရလို့ကျွန်တော်သတင်းကြလို့ကြချင်းပဲသတင်းလာပို့တာကျွန်တော်ဒီနှစ်စတင်တန်းမှာတော့က PSE ဖြစ်ပြီးကောလာဟာလာဒါမှမဟုတ်တန်တရားနဲ့တင်သတင်းပို့လို့ရတယ်လို့မှတ်ထားဘူးလို့ပါသတင်းလာပို့တာဆရာနဲ့ဆရာမကိုကျေးဇူးတင်ပါတယ်စုံစမ်းစစ်ဆေးတာတွေကိုတက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရတာလှုပ်ဆောင်နိုင်တာမို့လို့ဆရာနဲ့ဆရာမတို့တာဝန်ကမဖြစ်မနေသတင်းပို့ဖို့ပါပဲကျမအနေနဲ့လည်းတက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆက်လက်တင်ပြလိုက်ပါမယ်လိမ်မိုင်းဆိုင်ရာကျူးလွန်ကြောင်းတန်တရားများကိုမဖြစ်မနေသတင်းပို့ရလိုအပ်ပါသည်